ရှေ့ခေအက်စတာလူမျိုးတွေကချိန်စာတက်နေတဲ့အပင်လို့ယုံကြည်ခဲ့ကြပြီးအလွန်ကြောက်ရွံ့ခဲချတဲ့အပင်ကတော့အခုမြင်နေရတဲ့ Devil's Hand Tree လို့ခေါ်တဲ့မကောင်းဆိုးဝါးလက်ဝါးပန်းပင်ပဲဖြစ်ပါတယ်ဒီအပင်ရဲ့အဓိပ္ပာယ်အမည်ကတော့ Caranthodendron Pentadactylon ဖြစ်ပြီးအဓိပ္ပာယ်ကတော့လက်ချောင်းငါးချောင်းပါသောအပင်လို့အဓိပ္ပာယ်ရပါတယ်ဒီအပင်ရဲ့အဆန်းဆုံးချက်ကတော့ပွင့်လာတဲ့ပန်းပွင့်ရဲ့ပုံသဏ္ဍာန်ဖြစ်ပါတယ်ပန်းပွင့်လာတဲ့အခါအထဲကဝစ်ဆန်ဖိုလေးတွေဟာနေရဲနေတဲ့မကောင်းဆိုးဝါးရဲ့လက်ချောင်းငါးချောင်းပုံစံမျိုးဖြစ်ပြီးထိပ်ပိုင်းမှာလည်းကွေးကွေးလေးဖြစ်နေပါတယ်အဲ့ဒီလက်ချောင်းလိုဝစ်ဆန်တွေရဲ့အောက်ခြေမှာတော့ရဲရဲနေနေတဲ့လက်ဝါးပင်ကြီးလိုအယောင်မျိုးရှိပြီးလက်ချောင်းထိပ်တွေမှာအဝါရောင်ပန်းဝင်းမုံတွေတင်နေတာကြောင့်တကယ့်ကိုအစ်ဆက်ဆက်နဲ့ကြောက်စရာပုံစံမျိုးဖြစ်နေပါတယ်ဒီအပင်ဟာကွာတီမာလာနဲ့မက္ကဆီကိုနိုင်ငံတောင်ပိုင်းကအေးမြတဲ့တောင်ပေါ်တောနယ်ကြီးတွေမှာစတင်ပေါက်ရောက်ခဲ့တာဖြစ်ပြီးရှစ်ခေအက်စတက်လူမျိုးတွေရဲ့ဒဏ္ဍာရီမှာတော့ဒီအပင်နဲ့ပတ်သက်လို့အင်မတန်စိတ်ဝင်စားစရာကောင်းတဲ့ယုံကြည်မှုတစ်ခုရှိခဲ့ပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်းရာနဲ့ချီတုန်းကအက်စတက်မြို့တော်မှာဒီအပင်မျိုးတစ်ပင်ပဲရှိခဲ့ပါတယ်အက်စတက်လူမျိုးတွေကဒီအပင်ဟာနတ်ဖျားတွေရဲ့ကျိန်စာကြောင့်ပေါ်ပေါက်လာတာဖြစ်ပြီးဒီအပင်နားကိုသွားရင်ဒါမှမဟုတ်ပန်းပွင့်ကိုမတော်တဆထိခိုက်မိရင်မကောင်းဆိုးဝါးတွေရဲ့ဖန်ဆားခြင်းကိုခံရမယ်လို့ယုံကြည်ခဲ့ကြပါတယ်ဒါကြောင့်မို့လို့ရှေ့တုန်းကဒီအပင်ကပန်းပွင့်တွေကိုနတ်ဖျားတွေစီပူဇော်ပွဲတွေလုပ်တဲ့အခါမိမပျော်တွေစစ်သုံးပန်တွေကိုရစ်ပလင်ပေါ်တင်တဲ့အချိန်မှာမြင့်မြတ်ပြီးကြောက်စရာကောင်းတဲ့သင်္ကေတအဖြစ်သုံးခဲ့ကြပါတယ်။ဒါပေမဲ့စိတ်ဝင်စားစရာကောင်းတာကတော့ကြောက်စရာကောင်းလာပါတယ်ဆိုတဲ့ဒီမကောင်းဆိုးဝါးလက်ဝါးပန်းဟာအလွန်ဆေးဘက်ဝင်တဲ့အပင်တစ်မျိုးဖြစ်နေတာပါပဲ။ရှေ့ခေအက်စတက်တိုင်းရင်းဆေးစရာကြီးတွေဟာဒီပန်းပွင့်တွေကိုအချောက်လန်းပြီးနှလုံးရောဂါအာယုံကြောအကြောက်လွန်ရောဂါနဲ့သွေးတိုးရောဂါတွေကိုကုသတဲ့နေရာမှာအထူးဆေးတစ်လက်အဖြစ်ဖော်ဆက်အသုံးပြုခဲ့ကြပါတယ်နော်။ဒီအပင်ရဲ့ပန်းပွင့်ဟာရိုးရိုးအင်းဆက်တွေထက်လင်းနို့တွေနဲ့ငှက်ငယ်လေးတွေကိုအနံ့နဲ့ညှားခေါ်ပါတယ်လင်းနို့တွေဟာညဘက်မှာဒီမကောင်းဆိုးဝါးလက်ဝါးကြီးတွေကဝီရီတွေကိုလာရောက်တောက်သုံးကြရင်အပင်ရဲ့ဝတ်မုံကူခြင်းကိုကူညီပေးခြင်းဒီအပင်ကိုမျိုးပွားပေးတာဖြစ်ပါတယ်နော်ပန်းပွင့်ပွင့်နေတဲ့အချိန်မှာပန်းပွင့်အောက်ခြေကနေပြားရည်လိုပြစ်နေတဲ့ဝီရီတွေဒလဟောထွက်နေပြီးပန်းပွင့်ကျွေကျသွားတဲ့အချိန်ကြံခဲ့တဲ့အသီးကလည်းအမွှေးထူထူနဲ့အနက်ရောင်တသားခွန်ကြီးအဖြစ်ပြောင်းသွားပြီးကွဲထွက်အစေ့တွေကျွေကျသွားကြပါတယ်။သူ့ရဲ့အနံ့ကမွှေးကြိုင်တဲ့အနံ့မျိုးမဟုတ်ပါဘူး။တစ်တော်နက်ကြီးတွေတဲကဆိုထိုင်းစအနံ့နဲ့ခါတက်တက်တဘာဝအနံ့မျိုးထွက်ပါတယ်။အခုခေတ်မှာတော့ဒီအပင်ဟာပေ40ကနေ90အထိမြင့်နိုင်တဲ့အပင်ကြီးဖြစ်တာကြောင့်အိမ်တွင်းမှာစိုက်ဖို့တဲ့လောက်ခပေတာပန်းချံကြီးတွေနဲ့အပင်စန်းစုဆောင်သူတွေကပဲရှားပါပင်အဖြစ်စိုက်ပျိုးကြတာဖြစ်ပါတယ်နော်လူကြီးမင်းတို့ရောဒီအပင်ကလက်ချောင်းလေးနဲ့တူရလို့မထင်ဘူးလားရှင်ကွန်မန့်မှာဖြစ်ခဲ့ကြပါအောင်နော်အခုတင်ဆက်ပေးတဲ့အကြောင်းအရာလေးကိုကြားနေတတ်တယ်ဆိုရင်လက်ခံရှယ်လေးလုပ်ပေးဖို့တောင်းဆိုပါရစေရှင်နောက်ထပ်လည်းဒီလိုစိတ်ဝင်စားစရာအကြောင်းအရာလေးတွေကိုဆက်လက်တင်ဆက်ပေးနေမှာဆိုတော့ကျမရဲ့ channel လေးကို subscribe လေးလုပ်ဖို့မမေ့ပါနဲ့ရှင်အဆုံးထိလိုက်ပါကြည့်ရှုအားပေးလို့ကျေးဇူးများကြီးတင်ပါတယ်ရှင်